ကွင်းလယ်လူထက်ခေါ်စရာမလိုဘူးဆိုတဲ့အီရာအိုလာကလီဗာပူးပုတ်ဖွဲ့ရဲ့ရုပ်သေးရုံနီးပြတယောက်များလားနယူကာဆယ်ကိုကောင်တာတွေအချိန်ချင်းပြီးတော့ကွင်းလယ်ပေါက်ပြဲနေတာတော့လူသစ်မလို့ဘူးလို့ညင်းဆန်လိုက်တဲ့လီဗာပူးနီးပြအီရာအိုလာသူ့ရဲ့စင်ဂျယ်တွေကတကယ်ပဲရုပ်တည်ရှိရဲ့လားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Bar Plus ကနေကြိုဆိုလိုက်ပါရီစင်ဂျယ်ဘက်မှာကစားခဲ့တဲ့လီဗာပူးတင်းနဲ့နယူကာဆယ်တင်းတို့ရဲ့2-2တည်ပွဲကိုကြည့်လိုက်ရင်လီဗာပူးတင်းရဲ့အကြီးမားဆုံးပြဿနာကဘာလဲဆိုတာဘောလုံးပွဲကြီးတတ်တဲ့သူတိုင်းချက်ချင်းမြင်နိုင်ပါရီအဲ့ဒါကတော့ပြိုင်ပွဲရဲ့လျက်စီးလက်တို့မြန်စနစ်တိုင်းမတိုင်းစစ်တွေကိုကွင်းလယ်ကနေကြိုတင်တားဆီးဖျက်တောက်နိုင်စွမ်းလုံးဝမရှိတာပါပဲကာတီကျောင်းတို့ဇာမမျိုးကိုအင်တာမီလန်စီရောင်းထုတ်လိုက်ပေမဲ့ကွင်းလယ်ခန်းစင်နေရာအတွက်လူသစ်ခေါ်ယူဖို့လီဗာပူးပုတ်ဖွဲ့ကောနီးပြအီရာအိုလာပါလုံးဝစိတ်ဝင်စားပုံမရပါဘူးပွဲပြီးအင်တာဗျူးမှာအီရာအိုလာကိုရိုင်းကဒီကွင်းလယ်ပြဿနာတွေအတွက်ကစားသမားတစ်တယောက်ခေါ်လိုက်ရုံနဲ့အဖြစ်ထွက်သွားမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားကောက်ွယ်ပြောဆိုသွားခဲ့ပါတယ်ဒါဟာလီဗာပူးပရိသတ်တွေအတွက်တော့အတော်လေးနားလည်အောင်ခက်တဲ့ဒေါသထွက်စရာကောင်းတဲ့မှတ်ချက်တစ်ခုဖြစ်နေပါတယ်ဒါဆိုရင်အီရာအိုလာပြောတဲ့စကားတွေကတကယ်ပဲလက်ခံပေးလို့ရနိုင်မလားသူရဲ့အကြောင်းပြချက်တွေကိုတစ်ခုချင်းစီခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်ပါပထမဆုံးပေးလိုက်ရတဲ့ဂိုးကိုပြန်ကြည့်ပါ Ryan Gravenberch ကပြန်မဲ့ပယ်နယ်တီ area ထိပ်မှာဂိုးသွင်းဖို့အကောင်းဆုံးခွင့်ရခဲ့ပေမဲ့မကန်မင်းနဲ့ဘောလုံးကိုပေးပို့ဖို့ဆုံးဖြတ်လိုက်ရကနေလမ်းကြောင်းလွဲသွားပြီးတော့နယူကာဆယ်အသင်းရဲ့ဒိုင်မန်တိုက်စစ်ကိုစတင်ခွင့်ပြုလိုက်ရတာပါဒီအမားနဲ့ပတ်သက်ပြီးတော့ Iraola ကတကယ်လို့ Gravenberch သာကန်သွင်းလိုက်ပြီးတော့ဂိုးဝင်သွားရင်လူတိုင်းကသူ့ကိုချီးကျူးကြမှာပဲသူ့ရဲ့ကစားဟန်ကိုကျွန်တော်မဖျောက်ဖျက်ဖြစ်ချင်ဘူးလို့ကောက်ွယ်ပေးခဲ့ပါတယ်ဒီအချက်မှာ Iraola ပြောတာတစ်စိတ်တစ်ပိုင်းမှန်ပါတယ်တိုက်စစ်ကစားမတယောက်ရဲ့ဖန်တီးနိုင်စွမ်းကိုဘောင်ခတ်ပြလို့မရပါဘူးဒါပေမဲ့အီရာအိုလာဆက်ပြောတဲ့အသင်းလိုက်နေတဲ့ဒီလိုအခြေအနေမျိုးတွေကိုကင်တွယ်ဖြေရှင်းတတ်အောင်ပြောင်းလဲရမယ်ဆိုတဲ့စကားကပို့ပြီးတော့အရေးကြီးပါရီ။ Gravenberch ဘောလုံးဆုံးရှုံးသွားတာနဲ့ဒီပိုင်းနဲ့နောက်တန်းနဲ့ကွင်းလယ်ကအီလန်ကပြေးထွက်သွားမယ့်လမ်းကြောင်းကိုကြိုတင်ပိတ်ဆို့ထားတဲ့နေရာယူမှု Red Defense မျိုးရှိဖို့လိုအပ်တယ်ဆိုတာကိုသူထောက်ပြချင်တာပါ။ဒုတိယပေးလိုက်ရတဲ့ဂိုးကတော့လီဗာပူးကွင်းလယ်ရဲ့အပျော်စားစိတ်ဓာတ်ကိုအထင်သာပေါ်လွင်စေခဲ့ပါရီ။နယူကာဆယ်တိုက်စစ်မှုယူအန်ဝစ်ဆာကကွင်းလယ်တက်ကနေဂိုင်း90လောက်ကိုအေးအေးဆေးဆေးဘောလုံးဆွဲပြေးသွားပြီးဝီလော့ကိုသွင်းနိုင်အောင်ဖန်တီးပေးသွားခဲ့တာပါ။ဒီနေရာမှာအီရာအိုလာကအသင်းသားတွေကိုပြင်းထန်ဝေဖန်ခဲ့ပါရီ။ဒီကိုမှကျွန်တော်တို့ခံစစ်ကစားသမားတွေအင်အားအလုံးလောက်ရှိပါရီဒါပေမဲ့ပထမဆုံးဘောလုံးကိုဝင်မလူဘူးပြစ်ဒဏ်ဘောမယူဘူးပို့ပြီးတော့ကြမ်းကြမ်းတမ်းကစားဖို့လိုတယ်လို့သူကဆိုပါရီဒီအချက်ကအီရာအိုလာရဲ့နီးစနစ်ပိုင်းအမြင်ကိုရှင်းရှင်းလင်းလင်းပြသနေပါရီသူအမြင်မှာလူသစ်ခေါ်စရာမလိုဘူးလက်ရှိကစားသမားတွေကနီးပြူအရာပြစ်ဒဏ်ဘောယူတတ်တဲ့အလေးအကျင့်ပြိုင်ဘက်ကိုအကြမ်းပန်းဝင်ရောက်ဟန်တားရတဲ့အလေးအကျင့်တွေလှုံ့ဆော်လာဖို့ပဲလိုတယ်လို့ယုံကြည်နေတာပါဒါလူပုတ်ကိုပြဿနာမဟုတ်ဘဲနဲ့စိတ်ဓာတ်နဲ့နီးစနစ်ပြဿနာလို့သူကသတ်မှတ်ထားပါရီဒါဆိုရင်အီရာအိုလာရဲ့စကားတွေကိုကျွန်တော်တို့လက်ခံလို့ရမလားနီးစနစ်ပိုင်း theory ရဆိုရင်တော့သူစကားတွေကရာခိုင်နှုန်းပြည့်မှန်ကန်ပါရီကစားမတယောက်တည်းကိုအားကိုးနေမယ့်အစားတတဲလုံးကဒိုင်မန်တိုက်စစ်ကိုဘယ်လိုခံစစ်ဆင်ရမလဲဆိုတာနားလည်ထားဖို့ကရေရှည်မှာအများကြီးပို့ပြီးတော့ထိရောက်ပါရီဒါပေမဲ့လက်တွေ့မြေပြင်ခြေအနေနဲ့ရှင်ကြည့်ရင်တော့အီရာအိုလာရဲ့အယူဆကအတော်လေးကိုစွန့်စားရလွန်နေပါရီဘာဖြစ်လို့လဲဆိုတော့လူတယောက်ရဲ့မွေးရပါကစားဟန်နဲ့ဗီဇကိုပြောင်းလဲဖို့ဆိုတော့အင်မတန်ခက်ခဲလို့ပါGravenberch လို့နေစတစ်ပိုင်းကျွေးသွားပြီးတော့အနုပညာဆန်ဆန်ကစားတတ်တဲ့သူမျိုးဒါမှမဟုတ် Casemiro လိုမျိုးသွေးအေးနဲ့ရန်သူကိုဖျက်ခုတ်တတ်တဲ့အဂျမ်မန်တက်စထရာတွေဖြစ်ပြောင်းလဲဖို့ဆိုတော့လက်တွေ့မှာဖြစ်နိုင်ခြေအတော်လေးကိုနေပါရီအီရာအိုလာနေတဲ့နယူကာဆယ်လိုအသင်းရဲ့အမြန်နှုန်းကိုတိတိကြီးနဲ့ဒိုင်မန်တိုက်စစ်တွေကိုခွင့်ပြုခဲ့ရတာကသူ့ရဲ့ကစားကွက်အထိုင်မကျသေးတာကိုပြသနေတာပါဒါကဘောလုံးရဲ့သဘောတဘာဝပဲလို့စင်ကြေပေးခဲ့ပေမဲ့ထိပ်သီးစစ်မှာဒီလိုဟာကွက်တွေအကြီးကြီးတွေကိုအချိန်ကြာကြာထားရှိလို့လုံးဝမရပါဘူးအချို့အပြင်ပြောရရင်အီရာအိုလာရဲ့စနစ်ပိုင်းဆိုင်ရာဖြည့်ရှင်းခြင်းနဲ့ဆန္ဒကိုနားလည်ပေးလို့ရပေမဲ့တစ်တော်တဲ့ကရိယာမရှိဘဲနဲ့လက်ရှိလူစင်းနဲ့ပဲအတင်းအဓမ္မပုံသွင်းယူမယ်ဆိုရင်တော့လီဗာပူးတင်းတဲ့ဒီယာတီမှာဒီထက်ပိုဆိုးရတဲ့အကျိုးဆက်တွေကိုရင်ဆိုင်ရဖို့ရှိနေတယ်လို့ပဲဆိုလိုက်ပါရစေညီကိုတို့ကရောလက်ခံကြရလားကွင်းလယ်လူတစ်ထက်ခေါ်စရာမလိုဘူးဆိုတဲ့အီရာအိုလာရဲ့စကားတွေနဲ့ပတ်သက်လို့ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြသွားခဲ့ကြပါဦးအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ